ဒီနေ့ဗီဒီယိုမှာဆိုရင်ဖြင့်မိုးရှိဖိုးရဲ့ကောင်လေးအားအလုံအားလျက်ဖြစ်တာကြောင့်တငယ်ချင်းအိမ်ကိုတွားမယ်အကြောင်းရီကပ်ပေးသွားပါမယ်ဘဲလေးရဲ့နာမည်ကမိုးရှိဖြစ်ပြီးအသက်က14နှစ်ရှိပါပြီဘဲလေးဟာစီးပွားရေးအနေဖြင့်မြို့ထဲမှာကော်ဖီဆိုင်လေးလည်းဖွင့်ထားပါတယ်မိုးရှိဟာရှေးဟောင်းတပြားဖူးရတာတို့မြို့တွေခီးတွားတာတို့ညချိန်တော်မှုခင်းကြီးရတာတို့ကြိုက်တဲ့လူငယ်တယောက်ပါဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြပါဦးဇလန်းလေးရဲ့စမှာတော့မိုးကြီးဟိုရဲ့ကောင်လေးဟာတငယ်ချင်းအိမ်ကိုညာတွင်းချင်းပဲတိုးခဲ့ပါတယ်ဟာကားဘာဖြစ်ပြန်ပြီလဲမသိစီးပြတ်တော့မှလားကွာဒီလိုနဲ့ကောင်လေးမောင်းနေတဲ့ကားဟာတော်တော်ချစ်ဖို့ကောင်းပြီးအလိုက်တည်းရဲ့ကားလေးဟာလမ်းတစ်ဝက်မှာပဲစီးပြတ်သွားခဲ့ပါတယ်လက်ခွေပဲဒီလိုချိန်နေကားစီးပြတ်ပြီကောင်လေးစီးပြတ်သွားတဲ့အချိန်ဟာည7:15မိနစ်ကြီးပါကောင်လေးလည်းကားနောက်ဖုံးမှာဓာတ်စီပါလာတာကိုတတိယသွားခဲ့ပါတယ်ဟာကြည်စမ်းအုံနောက်ကမေ့နေလိုက်တာကားနောက်ဖုံးမှာဓာတ်စီပါလာတာပဲဖြစ်ရှင်တော့ကားနောက်ဖုံးဟာဖွင့်မရတော့အောင်ကြက်နေပါတယ်ဒုက္ခပါပဲကားနောက်ဖုံးကလည်းဖွင့်မရအောင်ဒီနောက်မှာဓာတ်စီပိုင်းရှိဖို့ပဲမျှော်လင့်ရမယ်ဒီလိုနဲ့ပဲလမ်းမှာဘဲတို့ဟာကားကိုအချိန်ကုန်နဲ့ဖြတ်မောင်းသွားခဲ့ပါတယ်အကိုကြီးကျွန်တော်ကိုလမ်းကြုံလေးလိုက်ဖို့ပါဦးမင်းတို့စော်တော့မပို့ဘူးကွာအဲ့လိုမလုပ်နဲ့ဗျာဟာဒီလူရဲ့စိတ်တယ်ပဲကွာငါ့ကိုလမ်းကြုံလေးတောင်ပို့မအောင်ဟိုကြီးကဓာတ်စီဆိုင်လေးလားလို့ဟာဟုတ်တယ်ဟာကောင်းလေးလည်းနောက်ဆုံးတော့ဓာတ်စီဆိုင်ရှာတွေ့သွားခဲ့ပါတယ်ဟာဟုတ်တော့ငါ့ကိုတော်တော်လို့ပြောသွားဘဲမလားမင်းတို့စော်တော့မပို့ဘူးကွာခုနဘဲဟာအကောင်လေးကိုစိုက်ကြည့်နေပါတယ်ဘာလားဟာဒီဘဲငါ့ကိုစိုက်ကြည့်နေလူတမလားမသိကျိုးဆိုပါကောင်လေးရေဘာများပြပေးရမလဲကွာဟိုကျွန်တော်ဓာတ်စီတပေါင်းတော့ကောင်လေးမင်းကြည့်ရတာတခုရှိရထွက်ပြေးလာလို့ပဲကွာဟုတ်တယ်ဗျာကျွန်တော်လမ်းတစ်ဝက်လောက်မှာဓာတ်စီကုံသွားလို့ပါဗျာကောင်လေးဒီတိုင်းပဲမင်းလမ်းလျှောက်ထွက်လာတာလားဆိုင်ဝင်တန်းဟာဘာမေးနေမှမသိလို့ကောင်လေးတင်းနေပါပြီကောင်လေးကိုကြီးကျွန်တော်ဓာတ်စီဦးပဲပေးပါဗျာ9000ကျော်ကြပါတယ်ကောင်လေးအော်ဟုတ်ကဲ့ဗျလက်ခွန်းနဲ့ဈေးမြလိုက်တာဒီလိုနဲ့ပဲမိုးကြီးဝဲကောင်လေးလည်းလမ်းတစ်ဝက်မှာရက်ထားတဲ့ကားချီပြန်တိုးခဲ့ပါတယ်ကဲခုမှပဲစီးရဲရတော့ရဲ့တော်တော်ချင်းဖို့ကောင်းတဲ့ငါကားလေးဟေးတော်လာလေးဟာဘလူးဟာငါလူပါဟာခုနဘဲဒဝေးကကောင်လေးတယောက်တည်းလမ်းလျှောက်လာတာမလို့ကိုကြီးပေးရင်နေရပါမင်းကြီးကကားကြီးဒီဇယ်ဘူးအလေးကြီးကိုမလာတာဖိုးလေကိုကြီးပေးရပြီဗျခင်ဗျကိုကြီးမလို့ကိုကြီးပေးချင်အောင်တက်ပါဒီဘဲပါစကကိုကြီးမဲ့တကယ်လုံနေလို့မိုးကြီးလည်းတင်းနေပါပြီဟေးပါမင်းကိုကြီးမလို့ဟိုလည်းမကိုကြီးတော့ပါဘူးတခုခုကိုကြီးလိုပြောငါဒီနောက်မှာရှိဟေးရတယ်ဘဲကျွန်တော်ခီးဆက်သွားတော့ဒီလိုနဲ့ပဲဟူနာဘဲကြီးနဲ့စကားပြောပြီးတဲ့နောက်တန်ငယ်ချင်းဖြစ်တဲ့ရေချယ်အိမ်ကိုဒိုးမလို့လုံတုံးဘာလဲဟာဟူနာဘဲကောင်တော်တော်လေးဘဲဒဝေးကကောင်လေးရဲ့နောက်ကိုတောက်ချောက်လိုက်လာခဲ့တာပါမောင်ဝီပြေးအောင်လွဲပြီးဘာမှလုပ်လို့မရဘူးမောင်ဝီဟေးကိုဖေးတောက်ချောက်လိုက်ရတာဟာဟေးအောင်မင်းမပြေးနဲ့ဗီဒီယိုလေးရှေ့ဆက်မသွားခင်မှာဘလောက်ခုနဲ့ပတ်သက်တာတွေကိုဖုန်းလေးရကျင်တဲ့ဖုန်းရင် TTPN ရောက်ရှိပါတယ် TTPN ရှော့မှာဝင် level တွေ money တွေနဲ့ boundary ကိုလည်းစားပြရမှာပါ level မှအကောက်တွေဘူဖိုးအကောက်တွေနဲ့ဆောင်းရမ်းကျန်းတဲ့ main ကောက်တွေကိုလည်းဆောင်းရမ်းတန်တဲ့ဈေးနဲ့ရရှိအောင်ပါလားဘလောက်ခု game back တွေ permanent တွေနဲ့ robot တွေကိုလည်းအတန်ဝန်းဈေးနဲ့ရရှိအောင်ပါမလို့ဒီ shop မှာမှာယူနေဝင်ကျွန်တော်ရဲ့ comment description မှာလင်းချပေးထားပါတယ်ဈေးနှုန်းတွေကိုမဝိုင်း YouTube ကဘန်းတာမလို့ကျွန်တော်အနေနဲ့ဈေးနှုန်းတွေကိုဝါထားပါကဲအဲ့ဝင်ဗီဒီယိုလေးကိုရှေ့ဆက်သွားလိုက်ကြရအောင်ဘဲလေးလည်းမောင်းလာရတာမနက်ခင်း6:33မိနစ်တောင်ရောက်သွားပါပြီဘဲလေးတွားနေတဲ့မြို့ကလမ်းနေရာစာ6ကပ်ပြီးဖုန်တက်နေတဲ့မြို့လေးကိုလည်းမမှားပါဘူးညဘက်ကြီးတယောက်တည်းမောင်းလာဖို့နေရတမျိုးကြီးပဲကွာကောင်းလေးရဲ့နောက်ဆုံးတော့မြို့လေးကိုရောက်ရှိသွားပါပြီငါဒီမြို့ကိုမြောက်တာကြောက်လားတော့မသိဘူးကွာငါတကယ်ချင်းအိမ်တော့ဘယ်နှရှိမှမသိဘူးဟောအေးမှတ်မိပြီကွာဟိုရှိရအိမ်ပဲဘဲလေးရဲ့နောက်ဆုံးတော့သူ့တကယ်ချင်းဖြစ်တဲ့ရေချယ်တို့အိမ်ကိုရောက်ရှိသွားပါပြီကဲနောက်ဆုံးတော့ငါရောက်သွားပြီကွာသူ့ဒီချိန်လုံးဝမဟုတ်သေးဘူးကွာအဲ့ကြောင့်မလို့ငါလဲတကားမခောက်ဘဲနဲ့ဝင်သွားလိုက်တော့မယ်ကွာဘဲလေးလည်းတကားမခောက်ဘဲနဲ့ဖိုင်ယာလို့ဝင်သွားခဲ့ပါတယ်ဘဲလေးကတလန်းလုံးမအိပ်ရပဲခီးပန်းတာအကြောင်းမလို့ဒီအိမ်မှာနိုင်ယူခြင်းနေရပါခက်တာကအိတ်ခက်ဘယ်နှမှာရှိမှမသိလို့အပေါ်တက်ကိုပဲဘဲလေးတက်သွားခဲ့ပါတယ်ဟာခဏနေပါဦးငါခီးဆောင်အိတ်ဒီကားနာမှာကြံခဲ့ထားရပါတော့နိုင်ယူပြီးမှတွားယူတော့မယ်သူ့ဒီချိန်လုံးဝမဟုတ်သေးဘူးငါဒီခန်းနောက်ကိုပဲဝင်သွားလိုက်မယ်ကွာဟာလမ်းလိုက်တာအဲ့ဒါငါပြောရမှာနင်းတကားနောက်မှာမသက်ကြီးရက်နာလေဘဲတငယ်ချင်းကအဖော်ကြီးရောက်လာပြီးသူ့ကိုအတိမပေးရတဲ့အတွက်ပြောဖုန်နေပါတယ်ဘဲလေးကညကေကထွက်လာပြီးမနက်ခင်းဖော်ကြီးတငယ်ချင်းမလို့တော့ဘူးထင်လို့အတိမပေးပဲဝင်လာတာပါနင်ဘရိုင်းဝင်လာတော့ငါလန့်တာဟောဟဲ့ကဲခုဒါကြီးပြောမနေနဲ့ငါခုပင်ပန်းနေဘယ်မှာအိပ်ရမှာလဲဒီလိုနဲ့ပဲဘဲလေးအိပ်ရမှာခန့်ကိုပြောပြလိုက်ပါတယ်ဘဲလေးကပင်ပန်းနေရကြောင်းသူ့တကယ်ချင်းအိမ်မှာအိပ်ပျော်သွားပါတယ်ဘဲလေးအိပ်လိုက်တာကမနက်6 နာရီကနေညနေခင်း9 နာရီမှနိုးပါတယ်ဘဲတကယ်ချင်းဟာဘာပြောညာပြောနေသူခန်းနဲ့ဝင်အိတ်နေလို့ဘဲလေးကိုပြောနေပါတယ်ဟင်းငါအိတ်လိုက်တာနင်ခန်းကြီးဟုတ်တယ်လေဟိုက်ပါငါပင်မလို့အိပ်ပြောပါပဲဟိတ်တာအကြောင်းမို့ခုညနေ9 နာရီရောက်နေဟမ်ဟုတ်လားဒီလိုနဲ့ပဲဘဲလေးတကယ်ချင်းဟာသူတို့မျိုးရဲ့ဘာဂါဖိုင်လေးကိုခေါ်သွားပါတယ်ငါဟိုကနေကိုဘာဂါလိုက်ရေးပဲလို့ပြောတာမှတ်မိတယ်ဟောအေးဟုတ်တာပဲငါတော့တတိမရဘူးကောင်းရောဒီလိုနဲ့တကယ်ချင်းတယောက်ဟာစကားပြောရင်ကောင်းမောင်းရင်းနဲ့ဘာဂါဖိုင်လေးကိုတွားခဲ့ကြပါတယ်
channel ဘိုင်းကိုတော့နောက်ဗီဒီယိုမှာတင်ပေးသွားရမယ် brother တို့ကျွန်တော်ဗီဒီယိုကောင်းလားမကောင်းလားဟိုကလည်း comment မှာမှန်းခဲ့ပါအောင်ဒါနဲ့အခုဒီ game ကိုထုတ်ထားတဲ့ pro berry ကိုလည်းရမ်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါပေါ့